မှာကျွန်တော်ဒီနေရာကြီးကိုပြောတော့မှာပဲဖြစ်ပါတယ်ကျွန်တော်အထဲဝင်နေတဲ့ချိန်မှာကျွန်တော်တွေ့လိုက်ရတော့သူစားနဲ့မောင်မင်းနေရာကြီးကိုတွေ့လိုက်ရမှာပဲဖြစ်ပါကျွန်တော်ဒီထဲဝင်လာတဲ့တပည့်နဲ့တင်ညာကုန်းရောတွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်ဒီပေါ်မှာခဏတော့တိုင်းပြီးချိန်ပြုံးနေလိုက်ပါချိန်ပြုံးပြီးတဲ့နောက်တော့ကျွန်တော်ထားဖို့တော့စူးစမ်းပြီးတော့ကျွန်တော်ချားရကြီးစီကိုသွားမှာပဲဖြစ်ပါချားရကြီးကတော့တော့ကျွန်တော်လည်းစိတ်ဝင်စားတော့ပဲပြန်လဲသွားမှာပဲဖြစ်ပါကျွန်တော်ကတော့အခုစူးစမ်းနေပဲကျွန်တော်ဒီကဘာကြီးရဲ့ဝင်လာပြီးတော့ကျွန်တော်ဒီပြေးပြီးဒီမှာအိမ်လေးတစ်လုံးကိုတွေ့ရမှာပဲဖြစ်ပါဒီမှာတော့ဘုံလုံးကြီးတဲ့ကျွန်တော်မလိုအပ်တော့ဘူးပါဒါတော့သမီးတော်ကြီးတမင်းဖြစ်ပါတယ်တော့ထပ်ပြီးသွားလိုက်တဲ့အချိန်မှာတော့ဘာလို့တွေ့ရလဲဆိုရင်တော့ဝင်းကြီးအကြီးကြီးတယောက်ကိုတွေ့လိုက်ရမှာဖြစ်ပါတယ်ဝင်ကြည့်လိုက်တဲ့အချိန်မှာလက်ဆောင်လေးပေါ့ဒီလိုစိတ်ဝင်စားဒီမှာတွေ့တဲ့ကောင်ဆက်လာမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီပြန်ထွက်သွားတဲ့ချိန်မှာဒီမှာလည်းပဲသူစနဲ့ရောက်တွေ့လိုက်ရပါဖြစ်ပါတယ်အဲ့ဒါတော့ရထားတို့ရေတွေ့လိုက်ရတာပဲဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်